မနေ့ပြန်မှပဲလှုပ်တော့မယ်ကွာဒီစကားလေးလေးလုံးဟာကဘာပေါ်မှာလူတွေရဲ့အိမ်မက်တွေကိုအများဆုံးတက်ဖြတ်နေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်လူတိုင်းဟာကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကိုလိုချင်ကြပေမယ့်မနေ့ပြန်ကိုစောင့်ရင်းနေပဲဒီနေ့ဆိုတဲ့အခြေအနေကိုလက်လွတ်ဆုံးရှုံးခံနေကြပါတယ်ဒါဟာမနေ့ပြန်ဆိုတာမရှိတော့ဘူးလို့ဆုံးဖြတ်ပြီးဒီနေ့မှာပဲဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လူငယ်တယောက်ရဲ့မှတ်တမ်းကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်အိန္ဒိယနိုင်ငံရဲ့အေဂျင့်တဲ့ရွာလေးတွေမှာအာရန်လို့အမည်ရတဲ့လူငယ်တယောက်ရှိပါတယ်သူမှာအိမ်မက်တွေအများကြီးရှိတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဂီတကိုလည်းလေ့လာချင်တယ်မိဘတွေကိုလည်းကောင်းကောင်းထားချင်တယ်ဒါပေမဲ့သူ့မှာကအောင်မြင်မှုကိုတားဆီးနေတဲ့အကျဉ်းစိုးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့အလုပ်ကိုရွှေစမ်းတဲ့အကျင့်ပါပဲတယောက်ယောက်ကသူ့ရဲ့အိမ်မက်တွေအကြောင်းကိုမေးတိုင်းအာရက်ကပြုံးပြီးဟုတ်ကဲ့မကြခင်စတော့မှာပါမနေ့ပြန်လောက်ပေါ်လို့ပဲအမြဲတမ်းဖြေလေးရှိပါတယ်သူ့ရဲ့ဖခင်ကတားရီဒီနေ့လေထဲမှာမျိုးစေ့အသစ်တွေဆက်ရအောင်လို့ပြောရင်လည်းနေပူပါတယ်အဖေရဲ့မနေ့ပြန်မှလောက်ပါမယ်လို့ပဲဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့တငယ်ချင်းတွေနဲ့မိဘတွေဟာသူ့အပေါ်မှာယုံကြည်မှုတွေကုန်ဆုံးသွားပြီးဘာမှအသုံးမကျတဲ့သူတရားဖြစ်နေသတ်မှတ်လိုက်ကြပါဦးတယ်ဒီလိုနဲ့တနေ့မနက်မှာတော့အာရက်ကညောင်ပင်အောက်မှာနားခုနေတဲ့ခီးသွားအဖိုးတယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်အဖိုးရဲ့မျက်ဝန်းတွေကအတွေ့အကြုံရင့်ကျက်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒီတော့အာရက်ကရိုးသေးသေးနဲ့နှုတ်ဆက်ပြီးအဖိုးလူတွေကဘယ်လိုလုပ်ပြီးအောင်မြင်လာကြတာလဲဟင်လို့မေးမြန်းခဲ့ပါတယ်အဖိုးကပြုံးပြီးအခြားသူတွေမနေ့ပြန်မှလုံမယ်ဆိုပြီးရွှေဆိုင်ထားတဲ့အလုပ်တွေကိုအခုချက်ချင်းလှုပ်ချင်းအဖြစ်အောင်မြင်လာတာပေါ်လို့ဖြေပါတယ်ဒီတော့အာရက်ကရည်ကြက်ချက်နဲ့ကျွန်တော်လည်းမနေ့ပြန်ကြရင်အလုပ်စတော့မလို့ပါပြင်ဆင်မှုအချိန်နည်းနည်းပဲလိုတာပါလို့ဆိုပြန်ပါတယ်အဲဒီကမှပိုးကအာရရဲ့ရှင်ထဲကိုထိမှန်သွားစီမယ်စကားတစ်ခုပြောလိုက်ပါတယ်ငါသားအိမ်မက်မက်ယုံပဲမက်ခဲ့တဲ့သူတွေရဲ့အုတ်ဂူပေါ်မှာဘာသာသားရေးထားတယ်လဲသိလားသူတို့ဟာမနေ့ပြန်မှာစတင်တော့မှဖြစ်တယ်လို့ရေးထားတတ်ကြတယ်ကွာနေထွက်လာတိုင်းဟာလက်ဆောင်တစ်ခုပဲအာမခံချက်တစ်ခုမဟုတ်ဘူးမနေ့ပြန်ကိုစောင့်နေတဲ့သူတွေဟာမနေ့ပြန်ဆိုတာလေဒီနေ့ကပဲစတင်တယ်ဆိုတာကိုမေ့နေတတ်ကြတယ်အပိုးဟာအာရက်ကိုအိမ်အသေးလေးတစ်လုံးပေးခဲ့ပြီးမင်းတကယ်ပြောင်းလဲဖို့အသင်ဖြစ်ပြီဆိုတော့မှဒါကိုဖွင့်ကြည့်ပါလို့ပြောကထောက်ခါသွားခဲ့ပါတယ်ရန်နေငယ်ကြတော့အာရက်ဟာအိမ်လေးကိုဖွင့်ကြည့်လိုက်ပါတယ်အထဲမှာစာသားလေးတစ်ခုပဲပါပါတယ်အဲ့ဒါကတော့အခုချက်ချင်းစတင်ပါဆိုတဲ့စကားလုံးပါပဲအဲ့ဒီနေ့မှာပဲအာရက်ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားပါတယ်သူမနေ့ပြန်ကိုမစောင့်တော့ပဲလေတော်ထဲကိုတန်းသွားပြီးမိုးကြိုတဲ့အထိပင်ပင်မပတ်နဲ့မျိုးစေ့တွေကိုကိုယ်တိုင်စိုက်ခဲ့ပါတယ်သူတခါမှမခံစားဘူးတဲ့ကိုဂုံယူတဲ့စိတ်ကိုစတင်ရရှိခဲ့ပါတယ်နေရတဲ့သူဟာမပြတ်မကွက်နဲ့အလုပ်လုပ်တယ်လေ့လာတယ်ပြုတ်ပြင်းတယ်လာနေငယ်အတွင်းမှာပဲသူ့ရဲ့လက်ကွင်းပြင်ကြီးဟာစိမ့်လန်းဆူပြေလာပါတော့တယ်လေအလုပ်တွေအပြင်သူဝါသနာပါတဲ့ဂီတကိုလည်းညနေတိုင်းလေ့ကျင့်ပါတယ်တဖြည်းဖြည်းနဲ့သူဟာထင်ရှားတဲ့ဂီတသမားတစ်ယောက်ဖြစ်လာပြီးပွဲလန်းသပင်တွေပါဖိတ်ကြားခြင်းခံရတဲ့အထိအောင်မြင်လာခဲ့ပါတယ်ဒီလိုနဲ့နှင်းနေငယ်ကြတဲ့အခါမှာတော့အာရက်ဟာအောင်မြင်တဲ့လယ်သမားတဦးသာမကပါရမီရှိတဲ့ဂီတသမားတဦးဖြစ်ပါကြော်ကြားလာခဲ့ပါတယ်လူတွေကသူ့ကိုမေးတယ်မင်းဘလို့ပြောင်းလဲသွားတာလဲလို့မေးတော့သူကဒီလိုပဲပြန်ဖြေပါတယ်ကျွန်တော်မနေ့ပြန်ကိုယုံကြည်တာကိုရက်လိုက်ပြီးဒီနေ့ကိုလေးစားတန်ဖိုးထားဖို့အတွက်စတင်ခဲ့လို့ပါပဲအိမ်မက်စီကိုသွားတဲ့တရားဆိုတာအခုသင်လုံနေတဲ့လုပ်ရက်တွေနဲ့တိဆောက်ရတာပါငြိမ်ငြိမ်ရက်နေုံနဲ့တော့အဲ့ဒီတရားကိုဖျက်ကျော်လို့မရနိုင်ပါဘူးဒီလိုပါပဲကျွန်တော်ရဲ့ဘဝမှာလည်းအာရက်လိုပဲမနေ့ပြန်ကိုစောင့်ရင်းတဲ့အချိန်တွေကုန်ဆုံးနေပြီလားမှတ်ထားရမှာကအောင်မြင်မှုဆိုတာစောင့်နေတဲ့သူတွေစီကိုလာတာမဟုတ်ပဲအခုချက်ချင်းစတင်လှုပ်ရှားနေတဲ့သူတွေစီကိုပဲလာတာဖြစ်ပါတယ်။တင်းရဲ့အိမ်မက်တွေကိုမနေ့ပြန်ဆိုတဲ့အမှောင်လူထဲမှာအသေးမခံပါနဲ့တော့အခုချက်ချင်းပဲစတင်လိုက်ပါဒီဇလန်လေးကနေဒီနေ့ရဲ့တန်ဖိုးကိုသိရှိသွားမယ်လို့မျှော်လင့်မိပါတယ်။အခြားသူတွေလည်းအားတက်သွားအောင်ဒီဗီဒီယိုလေးကိုမျှဝေပေးဖို့မမေ့ပါနဲ့အောင်ဗီဒီယိုလေးကိုထိထိအောင်နားဆင်ပြီးသွားပြီဖြစ်တဲ့အတွက်အတွေ့အကြုံတစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်။
ဒီထက်ပုံမကောင်းမတဲ့အကြောင်းတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်